shoreline mountain view ego ဖမှာကြောက်ရှာတွေ့တဲ့ပိုးပေါ့နော်ဒီညရှာတွေ့သွားတယ်တွေ့ရှိသွားတယ်ရေထဲမှာရေပုံပိုင်းမှာသူတို့ဒီတွတ်လာတောက်တယ်တုံးတယ်ဆေးတယ်ကြောတယ်ဆိုတဲ့ရေပုံပိုင်းကရေထဲမှာထက်ပေးထားတယ်လော့ပေးထားတယ်ဘယ်တော့ကထက်ထားလဲတော့မသိဘူးဒါပေမဲ့ဒီညမှာသိတယ်ဆိုအဲ့ဒီပိုးနာမည်ကိုဆေးလောကမှာတော့ဘယ်လိုလဲမသိဘူးပြီးရင်ရေကူးကန်ထဲမှာထက်ထားလားမထက်ထားဘူးလားတော့ကြောက်တော့မသိဘူးဒါပေမဲ့ရေပုံပိုင်ကလာနေတဲ့ရေမှာတော့ထက်ထားတယ်သူကပါဇက်ကနေဝင်ရင်နှာခေါက်ကနေဝင်တာဝယ်တတ်တယ်ပါဇက်ကဝယ်တတ်တယ်မျက်လုံးကဝယ်တတ်တယ်နားကဝင်တတ်တယ်နော်ပြီးသွားလို့ရှိရင်မိတ်ကလေးတွေယောက်ျားလေးတွေဆိုလို့ရှိရင်တော့ဥမာအဖြစ်ခန္ဓာကိုယ်တုံးဆွဲရင်တော့ရေကူးမယ်ဟိဆိုလို့ရှိရင်တော့ရေကူးကန်မှာလော့ပေးထားရေပေါ့နော်ရေကူးမယ်ဟိဆိုလို့ရှိရင်တော့ယောက်ျားလေးတွေရဲ့လူတွေရဲ့ခေါင်းပိုင်းနားနှာခေါင်းမျက်လုံးကဝင်မယ်ကွာနော်ပါဇက်ဆိုတော့ဒါခေါင်းပိုင်းပေါ့ဆိုတော့ဖင်ပိုင်းကအောက်ပိုင်းကဝင်မယ်ဟိဆိုလို့ရှိရင်တော့ယောက်ျားလေးတွေရဲ့လီးထိတ်ကဝင်မယ်မိတ်ကလေးတွေရဲ့စပတ်ကဝင်မယ်ပြီးတော့ချိဖေပေါက်ယောက်ျားလေးမိတ်ကလေးရဲ့ချိဖေပေါက်ကနေဝင်တာအလွယ်ဆုံးဖြစ်တာကိုတွေးရတယ်ဆိုတော့အဲ့ဒီချိဖေပေါက်ကဝင်ပြီးဘယ်လိုဝင်တယ်လဲဆိုလို့ရှိရင် तू ကချိဖေပေါက်နာတယ်လို့လေးဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ကိုချိဖေပေါက်ကိုကိုကြိုက်ကြည့်လိုက်ပြေးဆိုလို့ဖြစ်နေရင်အဲ့ဒီပိုးဝင်သွားပြီပထမဆုံးချက်ချင်းဖြစ်တယ်9မိနစ်မကြာဘူးဆိုတာမျိုးပေါ့နော်အဲ့ဝေသွားအဲ့ဒီချိပေဘောက်ကနာတယ်လို့ဖြစ်ပြီးတဲ့နောက်ဒီရေကိုတုံးတယ်ထိတွေ့တယ်ရေထဲမှာကူးတယ်9မိနစ်လောက်ကြာလို့ကိုချိပေဘောက်ကနာတယ်လို့ဖြစ်တယ်ဟေ့ဆိုရတော့အဲ့ဒီချိပေဘောက်ကနာပြီးဆိုတော့တီးလိုက်တဲ့တစ်ချိန်တည်းမှာပဲသူကခါနာသွားမယ်ခါနာပြီးတော့ဒူးကောင်းနာမယ်ဒူးကောင်းနာပြီးတော့ဒီဝင်းတစ်ပြင်လုံးဟာအော်တိုမက်တစ်နာလာမယ်အထူးသဖြင့်ဘိုက်ထဲမှာနာတယ်လို့မျိုးပေါ့နော်ဘိုက်ထဲမှာနာတယ်လို့ဘိုက်ထဲမှာသူကဟိုဖြစ်တော့မှလေစတယ်လှုပ်ရှားပြီးဘိုက်ထဲမှာနာတယ်လို့အသေးကနာတယ်လို့ဦးကနာတယ်လို့အဲ့လိုမျိုးပေါ့နော်ပြီးတော့အဲ့ဒူးကောင်းဒူးဆက်တွေနာကျင်လာမယ်ကြိုက်ခဲလာမယ်လေးဘက်နာယောဂါနဲ့တိတ်တူတယ်အဲ့ဒီဟာလေးဘက်နာယောဂါနဲ့တူပြီးတော့မှအဲ့လိုဒူးတွေပထမဆုံးသူကခါကို9မိနစ်အတွဲမှာခါကိုကင်လိုက်တယ်ရေကိုတုံးလိုက်တာနဲ့ဥမာရေထဲမှာစိတ်မဲ့ရေနဲ့ထိတွေ့တယ်ရေနဲ့စိတ်ကြောတယ်ဆိုလို့ရှိရင်သူကချိပေဘောက်ကနေဝင်သွားလိုက်တယ်ဆိုတော့ချိပေဘောက်ကနာတယ်လို့ဖြစ်တယ်ဆိုတော့ဥပမာစားလိုက်မိတဲ့အစားအသောက်ထဲမှာ hemorrhoid ပါ chemical ချော့ဆေးပါတယ်လို့မျိုးပေါ့နော်ချိပေဘောက်နာတယ်ချိပေဘောက်နာပြီးတော့မှအဲ့လိုမျိုးနာတယ်အဲ့လိုမျိုးနာ